လာပါခင်ဗျာဟင်းမချက်တဲ့ရင်တောင်းအရသာရှိရှိစားနိုင်ပြီးအစီအစဉ်တွေမှာကျူဆိုပါတယ်ဒီနေ့အိမ်မှာဘာချက်မလဲဆိုလို့ရှိရင် A1 family မိသားစုကထုတ်လုပ်ထားတဲ့ရွှေနန်းဆောင်နည်းနည်းအရသာဆွဲစုံဟင်းချက်မှုကိုသုံးပြီးတော့မှဟင်းချက်ပြမှာဖြစ်ပါတယ်ခင်ဗျာကာရီချစ်ကင်းလိုတဲ့ဖြစ်တဲ့အကြောင်းကျွန်တော်တို့ကဒီမှာပါထည့်လို့ရှိရင်အုံတို့တွေထည့်ပြီးတော့မှချက်ပါမယ် A1 family မိသားစုကထုတ်လုပ်ထားတဲ့ရွှေနန်းဆောင်နည်းနည်းရတာဆွဲစုံဟင်းချက်မှုတစ်မျိုးလေးကိုဒါကျွန်တော်တို့ထည့်ထားတာပါခုချက်ပြပြီးမှဟင်းနေပါဆိုလို့ရှိရင်တခြားအရသာမှုန့်နေပြီးလို့ရှိရင်ကျွန်တော်တခြား ingredient တွေလုံးဝမထည့်ဘဲနဲ့ A1 family မိသားစုကထုတ်လုပ်ထားတဲ့ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံဟင်းချက်မှုတစ်မျိုးလေးကိုဒါသုံးပြီးတော့မှဟင်းချက်ပြမှာဖြစ်ပါတယ်ခင်ဗျာကျုံလေးပြပါမယ်ကဲဒါဆိုလို့ရှိရင်ဟင်းမချက်တိုက်ရင်တောင်မှအရသာရှိရှိစားနိုင်ပါပြီခင်ဗျာ